နေရာတိုင်းမှာလိုအတန်ချက်ဆက်နဲ့အရက်ဆေးမျက်နှာကိုမေတ္တာတွေပို့နေတဲ့ကြားတွေကတဏှိတခြားဒုက္ခရောက်တဲ့သူတွေပိုများလာတာဘာကြောင့်လို့ဦးစင်းထင်ပါတယ်တဲ့အနန္တစัจ java လာဆိုတဲ့အဓိပ္ပာယ်အရက်ဆေးမျက်နှာဆိုတဲ့နေရာအကျယ်အဝန်းအဓိပ္ပာယ်ပြီးတော့ဒီလောက်များတဲ့တတ္တဝါတွေကိုရောက်အောင်ပို့ရတဲ့မေတ္တာစိတ်ရဲ့အရှိန်ဒါကိုအတန်ထွက်ယုံတစ်ခုတည်းနဲ့ရွတ်ပေးနေလို့မလုံလောက်တော့ဘူးထင်တယ်1986ခုတုန်းကအစာပေလောက်သားမဂ္ဂဇင်းမှာဓမ္မန္တရဏံကိစ္ဆာမိဆိုတဲ့ခေါင်းစဉ်နဲ့အရက်ဆေမျက်နှာမေတ္တာပို့တဲ့သူကိုယ်တိုင်ကျင့်ရမယ်15ချက်အကြောင်းအဓိကထားပြီးဦးစင်းစာတပုတ်ရေးဘူးတယ်ဆရာကြီးဥဒုခရေးတဲ့မေတ္တာတုတ်ထဲပေါ့ဘာပဲလို့ကိုယုံကြည်ပြီးကိုလုံနေတဲ့အလုပ်ကိုကျွမ်းကျင်စွမ်းဆောင်နိုင်သူဖြစ်ရမယ်နေ့သူများကကိုကြည်ညိုတာထက်ကိုကြည်ညိုနိုင်အောင်ဥစုဇာယောသားဖြောင့်မတ်သူဖြစ်ရမယ်သူဥစုဇာအလွန်တရာယောသားဖြောင့်မတ်သူဖြစ်ရမယ်သုံးဘယ်သူမှမရှိဘူးဆိုပြီးစိတ်ကိုရမှာကံသုံးပါးနဲ့မှားကျင်တယ်လို့မှားယွင်းဖောက်ပြန်နေတဲ့သူမဖြစ်ရဘူးတဲ့ပြောရဆိုရဆုံးမရလွယ်ကူသူဖြစ်ရမယ်အပြောအခက်တဲ့သူမျိုးမဟုတ်ဘူးပေါ့ငါဒေါသကြီးတဲ့သူသဘောထားတင်းမာတဲ့သူမျိုးမဟုတ်ပဲနူးညံ့သိမ်မွေ့သူဖြစ်ရမယ်မာနမကြီးသူဖြစ်ရမယ်သူတစ်ပါးရဲ့အသုံးဆောင်ပစ္စည်းကိုလူချင်းတဲ့အစိတ်မဖြစ်ပဲကိုယ်မှရှိတဲ့အပေါ်မှာပဲမျှတကျေနပ်စွာသုံးဆောင်နိုင်သူဖြစ်ရမယ်ကိုကြောင့်သူတစ်ပါးအလုရှုပ်အောင်ခက်ခဲပင်ပန်းတာတွေမဖြစ်အောင်အလိုက်သည့်စွာနေထိုင်စားတောက်တတ်သူဖြစ်ရမယ်ဒါမကြိုက်ဘူးဟိုဟာမှဒီဟာမှအဲ့လိုကြီးများတာဇီစာကြောင်းတာတွေမရှိပဲပြုစုရလွယ်ကူသူဖြစ်ရမယ်သူတစ်ပါးကိုပေးခြင်းနဲ့မေတ္တာစိတ်ကိုယ်စီမှာရှိအောင်လေ့ကျင့်တဲ့အခါမှာလေ့ကျင့်လို့မရအောင်အလုံးများနေတာအမှုကိစ္စတွေနဲ့ရှုပ်ရှက်ခတ်နေတဲ့သူမဖြစ်စေရဘူးတဲ့30မေတ္တာစိတ်စွမ်းအားကြီးအောင်လေ့ကျင့်အားထုတ်နေတဲ့အချိန်မှာဟိုဟာနောက်ဆန်တင်းဒီဟာတွေးဖူးအားထုတ်ချိန်ကိုနေရွှေ့ညရွှေ့လောက်တာပြင်းနေတာတွေမရှိပဲစိတ်အစဉ်ကပေါ်ပါတက်ကြွသူဖြစ်ရမယ်အာယုံ6ခုနဲ့ပတ်သက်ပြီးကောင်းတာနဲ့တွေ့မကောင်းတာနဲ့ပဲတွေ့လှုပ်ရှားဒေါဘဖြစ်သွားတာဒေါသဖြစ်သွားတာမျိုးမဖြစ်ပဲငြိမ်သက်အေးချမ်းတဲ့အိန္ဒိယရှိသူဖြစ်ရမယ်12ဘာပဲလို့ကိုလုံနေတဲ့အလုပ်ထဲမှာအမှားအယွင်းမရှိအောင်လွဲချော်တိမ်းဆောင်းတာတွေမဖြစ်အောင်ခဏပြန်ပြင်းနေတာတွေမရှိအောင်အစအနေအဆုံးထိစင်ကြင်တုံတရားရင့်ကျက်တဲ့ဉာဏ်အသိချင့်ကြည်နိုင်တဲ့ပညာရှိသူဖြစ်ရမယ်။သွာလာလှုပ်ရှားပြောဆိုနေထိုင်မှုတွေဟာကံသုံးပါးနဲ့ပတ်သက်ပြီးကြမ်းတမ်းရိုင်းဆိုင်တာတွေမရှိပဲယဉ်ကျေးသူဖြစ်ရမယ်။14ဘယ်သူကိုပဲဖြစ်ခင်မင်ရင်းနှီးလွန်းတာမေမောတွေ့တာလွန်းတာဆွဲလန်းညှိတွယ်လွန်းတာတွေမဖြစ်အောင်နေထိုင်နိုင်သူကျင့်ကြံနိုင်သူဖြစ်ရမယ်တဲ့ဖရာရဲ့စကားတော်နဲ့မညီတာတွေပညာရှိသူတော်ကောင်းတွေကဲ့ရဲ့ရှုတ်ချစရာအပြုအမူအပြောဆိုနေထိုင်လို့မပြုလုပ်သူဖြစ်ရမယ်တဲ့15ချက်အဲ့ဒီမေတ္တာပို့တဲ့သူကျင့်ရတဲ့15ချက်ထဲဟာဥစုဇာသူဥစုဇာယောသားဖြောင့်မတ်သူဖြစ်ရမယ်အလွန်တရာယောသားဖြောင့်မတ်သူဖြစ်ရမယ်လို့အလွန်တရာဆိုတဲ့စကားလုံးကိုဖြည့်ပြီးယောသားဖြောင့်မတ်ရမယ်ဆိုတာကိုနှစ်ခါထပ်ပြောတာကြိုက်လို့ပြီးတော့လူသားအချင်းချင်းတယောက်နဲ့တယောက်
မေတ္တာထားပေးရမယ်စိတ်ကိုအဓိပ္ပာယ်ပေါ်အောင်ဗာနဲ့ဥပမာပေးထားလေဆိုတော့တယောက်တည်းပဲရှိတဲ့ရင်သွေးသားသမီးများရင်မရဘူးနှိုးဆိုနေတဲ့အချိန်အဲ့ဒါလေးကိုကစားနေတဲ့အချိန်တွေတခြားအချိန်တွေမပါဘူးအဲ့ဒီနှိုးဆိုနေတဲ့အချိန်မှာမိခင်ကသူ့ရင်သွေးအပေါ်မှာဖြစ်နေတဲ့မိခင်စိတ်အသက်ပေးပြီးမျက်မျက်နှုံနှုံဖြစ်နေတဲ့မိခင်စိတ်မျိုးအရက်10မျက်နှာမှာရှိသမျှတတ္တဝါအားလုံးရန်သူအပါဝင်အားလုံးကိုမိခင်စိတ်ထားပေးပါတဲ့အမြဲတမ်းထားပေးနေပါတဲ့အဲ့ဒီမိခင်စိတ်ဆိုတဲ့စိတ်ကိုဥပမာပေးလို့စိတ်ဝင်စားတာပြီးတော့အရက်10မျက်နှာတွေကမေတ္တာထားပေးရမယ်တတ္တဝါတွေရဲ့ဇယင်းကိုကြည်အောင်ကြောက်လန့်တတ်တဲ့သူတွေမကြောက်မလန့်တတ်တဲ့သူတွေရှည်တဲ့သူပုတဲ့သူခန္ဓာကိုယ်ကြီးသောသေးသောအလေအလတ်အကုန်လုံးဝါသောပိန်သောမဝမပိန်အနေသောအကုန်လုံးမြင်ရတဲ့သူမမြင်ရတဲ့သူအဝေးမှာရှိတဲ့အနီးမှာရှိတဲ့သူအားလုံးဖြစ်ပြီးတဲ့မဖြစ်သေးတဲ့ဒါလောကထဲကိုလူအဖြစ်ရောက်လာပြီးတဲ့သူအားလုံးလူအဖြစ်မရောက်သေးတဲ့ဗိုက်ထဲကတတိသားအားလုံးအထက်ဘဝအောက်အဝေးစီဒုက္ခိတဒုက္ခိတတတ္တဝါအားလုံးအကျွင်းကြံမရှိတယောက်မှမကြမ်းရန်သူလဲပါတယ်ဆိုတော့မေတ္တာပို့ရမယ်အရက်10မျက်နှာထဲမှာဘယ်သူမှကိုမကြံတော့အဲ့ဒီတတ္တဝါဆိုတာတွေအားလုံးနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေယောဂခတ်သိမ်းကင်းဝေးကြပါစေဘေးရန်ခတ်သိမ်းကင်းကြပါစေလူလူချင်းအနိုင်ကျင့်နှိပ်စက်ခြင်းမှာကင်းဝေးကြပါစေတဲ့တယောက်နဲ့တယောက်လိန်ညာလှည့်စားတာတွေအထင်သေးအမြင်သေးစောင်းချိတ်ပုတ်ခတ်ပြောဆိုတာတွေကင်းဝေးပါစေတယောက်ဆင်းရဲဒုက္ခဖြစ်တာတယောက်ကကျေနပ်နေတာမျိုးကြိုက်နေတာမျိုးဖြစ်စေခြင်းနေတဲ့စိတ်မျိုးတွေမရှိကြပါစေနဲ့တဲ့အဲ့ဒီမေတ္တာပို့တဲ့စိတ်ကိုသွားလာလှုပ်ရှားနေတဲ့အချိန်ရက်နေတဲ့အချိန်ထိုင်နေတဲ့အချိန်လဲလျောင်းနေတဲ့အချိန်အချိန်တိုင်းမေတ္တာစိတ်ထားပေးပါတဲ့ဒီလောက်ကြီးကျယ်မြင့်မြတ်တဲ့စိတ်ဒီလောက်ကိုများလို့နဲ့အရက်10မျက်နှာတွေကတတ္တဝါအကုန်လုံးကိုမေတ္တာပို့တဲ့ကိစ္စမှာမေတ္တာပို့သူရဲ့မေတ္တာစိတ်ကဘလောက်ထိစွမ်းအားကြီးအောင်တိဆောက်ထားမှဖြစ်မယ်ဆိုတာသဘောပေါက်မှဖြစ်မယ်မေတ္တာပို့သူကိုယ်တိုင်တိဆောက်ရမယ်15ချက်ကိုအရင်တိဆောက်ပြီးအရက်10မျက်နှာကတတ္တဝါအားလုံးရစေခြင်းနဲ့စိတ်နဲ့တကယ်ပို့မှထိရောက်အောင်တကယ်ပို့မှသာယူမဲ့သူရမှာဒါလောက်ကြီးကျယ်တဲ့မေတ္တာပို့ခြင်းကိစ္စကိုပါဇက်ကအတန်ထွက်ပြီးရွတ်ယုံလေးရွတ်တာမျိုးဆိုရင်တော့တစ်ဖက်ကဘလို့မှအပြည့်အဝရမှာမဟုတ်ဘူးဒုက္ခဖြစ်နေကြတာအများကြီးပဲလေဈေးဝယ်ရင်အရွတ်ဆိုတာအသားလောက်မကောင်းဘူးတဲ့အသားကပိုဈေးကြီးတယ်တဲ့မေတ္တာတုတ်ရွတ်တာမေတ္တာပို့တာအယုတ်ကိုလျှော့ပြီးမေတ္တာပို့တဲ့သူကိုယ်တိုင်ကျင့်ရမယ်15ချက်ကိုပိုကျင့်ဆိုလို့မေတ္တာပို့တဲ့စိတ်အကြောင်းရေးတဲ့ဆရာကြီးဥဒုက္ခစီတွားပြီးဥစဉ်ဆွေးနွေးဖို့တယ်သိကျင်တာတွေကုန်ပြီမေတ္တာတုတ်အကြောင်းတည်တည်ချာချာရှင်းပြတဲ့ဆရာကျေးဇူးဥစဉ်အပေါ်မှာရှိသွားတယ်ဆရာဥဒုက္ခရဲ့ခွင့်ပြုချက်နဲ့ဆရာရေးတဲ့မေတ္တာတုတ်အုပ်ရည်3000ရိုက်ပြီးအခမဲ့ဥစဉ်လှူဘူးတယ်အဲ့ဒီနောက်ပိုင်းဘယ်နေရာရောက်မေတ္တာတုတ်အကြောင်းပဲပြောဖြစ်တယ်ဆရာမောင်တော်ကရဲ့ဆရာအောင်သိန်းရဲ့ဆရာမောင်နေမျိုးရဲ့ဥစဉ်ရဲ့စံကြောင်ကျောင်းကုန်းလမ်းမှာအဲ့ဒီကျောင်းကုန်းလမ်းဆိုတာဥစဉ်ငယ်ငယ်လမ်းသေးရဲ့ဘဝနဲ့တော်တော်ကိုဆိုးဆိုးရွားရွားတောင်းကြံခဲ့ဘူးတဲ့လမ်းအဲ့ဒီမှာစာပြီးဟောပြောပွဲဆိုပြီးဖိတ်လို့
မေတ္တာတုတ်အကြောင်းပြောပြရင်လမ်းထဲကလူတွေရက်ွက်ထဲကလူတွေကိုတောင်းပန်ခဲ့ဘူးတယ်ရေကျော်က YMB ခမ်းမမှာဆရာလင်းယုံမောင်မောင်ဆရာမောင်စိန်ဝင်းပတိကိုဦးစင်းစာပေဟောပြောဝဲတုန်းကလေဒီမေတ္တာတုတ်အကြောင်းပဲပြီးတော့ဦးဝင်းဦးကြီးမောင်ကျော်ကကိုယ်စကားနဲ့ကိုသိချီတာပဲနော်တဲ့ဟုတ်တယ်ကိုကြီးကျွန်တော်ကမလုတ်ဖြစ်မှာဆိုလို့သေချာအောင်ခြိလိုက်တာပါရုပ်ရှင်မင်းသားကြီးဦးဝင်းဦးကိုဦးစင်ပြောခဲ့ဘူးတယ်ကိုပြောတဲ့အတိုင်းလုတ်ဖြစ်အောင်လုပ်နိုင်တဲ့စိတ်စွမ်းအားပြောသလိုမဖြစ်ရင်ရှက်တတ်တဲ့စိတ်အဲ့ဒီဦးဝင်းဦးနဲ့စပြီးတိဆောက်နိုင်ခဲ့လို့ဦးစင်အပေါ်မှာဦးဝင်းဦးရဲ့ကျေးဇူးရှိခဲ့ဘူးလားအဲ့ဒီကျေးဇူးကိုသူမဆုံးခင်3နိုင်လောက်အလိုလမ်းမတော်ကမြရနာဆေးကမ်းမှာဆေးကူးနေတယ်ဆိုလို့သူစီသွားပြီးသူနာမှာထိုင်မေတ္တာတုတ်အခောက်ပေါင်းများစွာရွတ်ပြီးကျေးဇူးဆက်လိုက်ဖူးတယ်ဆရာကြီးဦးဒုက္ခမဆုံးခင်ကလည်းဦးစင်းစီဖုန်းဆက်တယ်ဖိုးကျော်မင်းကိုပြောเสียရှိတယ်လာအောင်ဆိုလို့ဦးစင်းရောက်သွားတယ်သူတဲ့ညတနာရီလောက်ဆိုအိယာကလန့်လို့4နာရီလောက်အထိပြန်အိတ်လို့မရတော့ပဲစိတ်တွေကနာမငြိမ်ဖြစ်တယ်တဲ့ဆရာကယဟန်တွေတော့စာသင်ပေးနေတာပဲစိတ်ဆူသောအရာမေတ္တာတုတ်ဆရာကြီးရဲ့စာအုပ်တွေအများကြီးပဲအယွတ်ဆိုတာအသားလောက်မကောင်းဘူးဆရာပြောခဲ့တဲ့စကားတွေပဲဆရာသိတယ်ဆိုတဲ့အသိနဲ့ဆရာဘာသာဆရာအားထုတ်ပြီးဖြည့်ရှင်းရတော့မှာနော်အဲဒီတော့ဆရာအသက်က90ကျော်နေပြီဒီလိုပြောတာဆရာရှင်းပြခဲ့တဲ့မေတ္တာတုတ်ကျေးဇူးကိုတပည့်တယောက်အနေနဲ့ဆရာကိုကျေးဇူးဆက်တာလို့ပြောလိုက်တာအဲ့ဒါကြောင့်မင်းကိုဆရာခေါ်တာတဲ့မင်းကငါ့ကိုပြောရဲတယ်တဲ့ကျွန်တော်ပြောရဲတာမဟုတ်ဘူးဆရာပြောပေးတာဒါဆရာမဆုံးခင်မေတ္တာတုတ်နဲ့တင်းနေတဲ့ကျေးဇူးအကျွေးပြန်ဆက်ခွင့်ရလိုက်တယ်ဦးစင်းကိုနှစ်ပေါင်း42နှစ်အားပေးပံ့ပိုးခဲ့တဲ့မြန်မာပြည်တပြည်လုံးရဲ့ပတ်စံတွေနဲ့စတည်တဲ့နောက်ဆုံးသာသနာရေးဌာနကိုအပ်လိုက်တဲ့အထိအတိတ်တည်းကျေးဇူးဖရာကြီးတဲ့မှာလေမေတ္တာတုတ်အခောက်ပေါင်းများစွာရွတ်ဆိုပူဇော်ထာပနာထားတယ်နောက်ဆုံးကျော်ဟင်းဘဝဆွတ်နှုတ်ထွက်ခံနီး2008ခုနှစ်ဇူလိုင်30ရက်တုန်းကဂုံတယ်ကြီးများဟိုတယ်မှာ Perfect Magazine ကကိုနိုင်ကြီးမတ်တူစီစဉ်တဲ့ဆရာကြီးနန္ဒသိန်းစံစာရေးဆရာချီဦးညိုဆရာစံစာနီဘိုးဦးစင်း4ယောက်စိတ်ကိုအသုံးချခြင်းအကြောင်းဆွေးနွေးပွဲမှာဦးစင်းအလှည့်ရောက်တော့မေတ္တာတုတ်အကြောင်းပဲစပြောတာခုလေမေတ္တာပို့တဲ့ကိစ္စမေးတယ်လူရှိလာလို့ဖြေပေးလိုက်တာမေတ္တာပို့တဲ့သူကိုယ်တိုင်ကျင့်ရမယ်15ချက်ကိုဦးစင်းနဲ့ထပ်တိုးပြီးကျင့်မယ်တခါတကမတို့အားလုံးလည်းကျင့်ကြပါဂေါရမမြတ်စွာဘုရားကိုကျေးဇူးဆက်ကြတာပေါ့မြတ်စွာဘုရားမိန့်တော်မူတဲ့မေတ္တာတုတ်ထဲကအတိုင်းလေ့ကျင့်ပြီးကိုချင်းစာတဲ့စိတ်နဲ့အရက်စင်မျက်နှာမှာရှိတဲ့မြတ်တယောက်မကျန်အကုန်လုံးတကယ်ရစေခြင်းနဲ့စိတ်နဲ့တကယ်ရောက်အောင်ပို့ပေးရင်ကိုချင်းစာတဲ့စိတ်တွေဖြစ်လာမယ်ကိုချင်းစာတဲ့စိတ်တွေရှိလာရင်အမုန်းစစ်ပွဲတွေလူကုန်ကူးတဲ့လုပ်ရက်တွေအိမ်သာတဲ့အမိုက်ပုံနဲ့ကလေးစွန့်ပစ်တဲ့လုပ်ရက်တွေတဖြည်းဖြည်းနဲ့ရပ်တန့်ပျောက်ကွယ်သွားလိမ့်မယ်လို့ဦးစင်းယုံကြည်တယ်